Apa bila? Apa pun ni selik. Apa pun. Lekor dia. Ada. Khayat. Boleh question. Masuk tiga ni. Capai dah. Lekor orang ini cina ni masuk kap capai dah, tuan. Masuk Saudi tiga ni capai dah. Miji di mana? Jadi ni kau pakai leh, di kau nanti dia.你自己炒了不要你碰到不可专心，别人的对手的你。ไม่เลยกว่าအဲ့တော့ဖယားသခင်ရဲ့မတ္တမယူပါယူကသူ့ရဲ့ဘုံကိုဗာလေတိကျွမ်းချင်းပညာကိုမြည်ကြီးတစ်ပြင်လုံးမှာပြည့်သွားဖို့အတွက်ယူပါရရှိတယ်ဒီနေ့ဒီနေ့ဟာနော်ဘာမှတစ်ခုကပါလေသူ့ရဲ့ဘုံကိုမြည်ကြီးတစ်ပြင်လုံးမှာတည်သွားဖို့ဗာတည်သွားဖို့လေတိကျွမ်းချင်းပညာကိုတည်သွားဖို့ပညာအဲ့ဒါကိုတည်သွားဖို့တဲ့ဘုရားသခင်အလိုတော်ရှိတယ်ဒုတိယတစ်ခုကပါတယ်မြည်ကြီးစွတ်တိုင်အောင်အဲ့ဒီကလေးတရားကိုခေါ်ပြီးမှယင်းနေ့ချင်းမင်္ဂလာဗာတိဇံကိုပေးကြဖို့ယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့နော်ပြီးတော့ငါဤတဲ့ပြီးဖို့အဲ့ဒီကလေးတရားကိုလူကြီးတို့ရှင်းပြောလိုက်မယ်ဆိုကဲဒီချင်းအဲ့ဒီကလေးတရားကိုမြည်ကြီးတဲ့ပြင်လုံးမှာပြည့်သွားဖို့ဒုတိယတစ်ခုကဟုတ်တယ်မဟုတ်လားဟုတ်တယ်နော်မမီးပြီလားမမီးပြီလားမမီးကြပြီလားနေချပြီနော်အဲ့တော့အခုခေတ်မြတ်မောက်ခေတ်အတင်းတော်ကြီးကအဲ့ဒီဟာကိုမေ့နေတာမြတ်မောက်ခေတ်အတင်းတော်ကအဲ့ဒါကိုမေ့နေတာဒီနေ့ဒီမှာရှိတဲ့တို့ညီကိုမောင်နှမတွေကအဲ့ဒါကိုမမေ့ရဘူးနော်အဲ့ဒါကိုလုံးဝမေ့ထားလို့မရဘူးအဲ့ဒါကိုလုံးဝအလေးလို့ရှုထားလို့မရဘူးကျွန်တော်ရဲ့လှုပ်ဆောင်ခြင်းအရာအားလုံးကအဲ့ဒီမှာကို focus ထားရမယ်အဲ့တော့အခုခေတ်မြတ်မောက်ခေတ်အတင်းတော်ကဘာဖြစ်နေလဲဆိုလို့ရှိရင်တနေ့ခုနေ့နေ့ရရင်ဘုရားကျောင်းတက်မယ်ဝတ်ပြုမယ်ဆုတောင်းမယ်စေဖို့တဲ့ပုဂ္ဂိုလ်မှလေးတဲ့ဖို့နူးဆော်မယ်နော်ဘုရားကျောင်းမှာဟိုဟာလို့ဖို့ဒီဟာလို့ဖို့မဟုတ်လားရံပူငွေရှာဖို့ဒါနဲ့ပဲပတ်ချံရမ်းနေတယ်ဒါမဲ့ဒီနေ့ဖယားသခင်ရဲ့အလိုတော်ကအတင်းတော်ထဲမှာဗာလေအလူငွေပွားဖို့မဟုတ်ဘူးအတိကကကျွန်တော်တို့ကိုဘုရားသခင်ဘာလို့လဲရွေးကောက်ထားတယ်အဲ့ဒီကျွန်တော်တို့ကိုရွေးကောက်ထားလိုက်တဲ့ချိန်မှာကျွန်တော်တို့တယောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်ယူပါယုံမရှိဘူးလားရှိတယ်ကျွန်တော်တို့ပေါ်မှာဘုရားသခင်ကြီးမားတော့ယူပါယုံရှိတယ်အဲ့ဒီယူပါယုကဘာနမတစ်ခုကသူ့ရဲ့ဘုံကိုတိကျွမ်းတဲ့ပညာကိုမြည်ကြီးတစ်ပြင်လုံးမှာပြတ်ဖို့အတွက်နဲ့ဖယားသခင်ရဲ့ကေတီချင်းကျေးဇူးကရုဏာတော်ကိုကျွန်တော်ကကဘာဆိုးတဲ့တိတိုင်အောင်ဟောပြောဖို့လူတိုင်းအသိရှင်တော်ဖယားမိမိကိုဖြစ်ပွားစေတော်ဖယားကိုတိကျွမ်းဖို့ရတဲ့ဒီဟာလီကိုဇေခိုင်းဖို့ဒီဟာလီကိုလှုပ်ဆောင်ဖို့ဒီဟာလီအပြည့်တဲ့ပုံသက်တွေဖြစ်ဖို့ဒီဟာလီကိုအဲ့ဒီအတွက်ကျွန်တော်တို့ကိုရွေးကောက်တယ်ဟုတ်တယ်မဟုတ်လားအတင်းတော်မှာအလူငွေပွားဖို့ကျွန်တော်တို့ကိုအဲ့ဒီကလေးခေါ်ခဲ့တာလားကျွန်တော်ကယေရှုကိုယုံကြည်လက်ခံတဲ့အခါမှာခရိယာန်နဲ့ပေါင်းပြီးမှအတင်းတော်မှာအလူငွေပွားဖို့လားမဟုတ်ဘူးနော်အတင်းတော်မှာဘာပွားရမလဲဝိညာဉ်သားသမီးလေးပွားများဖို့ဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့တော်များများအခုမျက်မှောက်ပြအတင်းတော်တွေကအဲ့ဒါကိုမလုံနိုင်တော့ဘူးဒီလားဘာလီကိုလုံနေလဲဆိုရင်မိတ္တဟာရလုံရတာနဲ့နော်ဟောစီရအဖွဲ့လေးဥပြုစည်းဝဲစီစဉ်ရတာနဲ့မိခင်အဖွဲ့လေးရမ်းရတာနဲ့ဖခင်အဖွဲ့လေးရမ်းရတာနဲ့ဟောဂျာမှာကြုံညာဝင်သွားတဲ့မိခင်များနေတဲ့ဖခင်များနေတဲ့နော်ဒီဟာတွေကဂျာမှာဝင်ပြီးပါသွားတဲ့ရေးသေးမှာပြီးရင်Sunday school အစီအစဉ်တွေဆွဲရတာနဲ့ပြီးဘုရားကျောင်းမှာဟိုဟာပြင်ရမယ်ဒီဟာပြင်ရမယ်ဟိုဟာလုပ်ရမယ်ဒီဟာလုပ်ရမယ်ဒါလီကြော်ညာတာနဲ့ပဲ
ဒီဟာလေးကိုတဲ့အိမ်မှာဘလောက်နော်ပြီးရင်တနည်းတစ်ခါတချို့ဆိုရင်ဒလတစ်ခါတချို့ဆိုရင်တနည်းကိုနှစ်ခါနော်ကိုယ့်ရဲ့အသင်းတော်လေးကပေါင်းဆက်လက်ရတာနဲ့စူတောင်းလက်ရတာနဲ့ပြီးတော့သူတို့ကတနည်းကိုတစ်ခါမှုလို့ဆောင်နေတော့ဆက်ရှိပါလေကနေဌာနချုပ်တွေကနေအဲ့ဥကလေးသွားတယ်ဆိုတဲ့အစီအစဉ်ရှိတယ်သူကဘာဖြစ်လို့လဲဆိုတော့အသင်းတော်ကနေအဲ့ဥကလေးအလုံးတွေပို့ထားတာကိုအဲ့ဒါသူတို့ကအဲ့ဒီ budget တွေကိုနော်အဲ့ဒီဥကလေး budget တွေကိုသူတို့ကသုံးဖို့အတွက်နီလန်းရှာတယ်နီလန်းရှာတဲ့အခါကျသူတို့အကြံကဘာထမ်းမြောက်လဲဆိုရင်အမှုရဆောင်နေအကောင်လုံးစုပြီးတော့ဘာလို့လဲဥကလေးတွားဖို့လုပ်တယ်ဥကလေးတွားဖို့လုပ်တဲ့အခါမှာကျွန်တော်မြင်ခဲ့တဲ့အသင်းတော်တွေနော်အသင်းတော်တိုင်းကမဟုတ်ဘူးဒီလားကျွန်တော်မြင်ခဲ့တဲ့အသင်းတော်တချို့တွေကဘယ်လိုလုပ်လဲဆိုဥကလေးတွားတယ်ဥကလေးတွားတယ်လို့ပြောတဲ့အခါမှာသူကဘယ်မှာတွားလဲဆိုဟိုနေမှာရှိတဲ့နော်ရွာမှာရှိတဲ့ကိုယ့်ရဲ့အသင်းတော်လေးစီမှာတွားပြီးမှအကပဒေတာလေးနဲ့ပြောပြတယ်တရားဟောတယ်နော်အဲ့လိုမျိုးတွေလုပ်ပြီးတော့အသင်းတော်ကမိခင်တွေကကျွေးမွေးတဲ့ဟာစားပြီးတော့ဘာလို့လာကြလဲပြန်လာကြတယ်ပြီးရင်အသင်းတော်ဒီကနေဌာနချုပ်ကိုပို့တဲ့ဘတ်ဂျက်ကသုံးတယ်အဲ့မှာအဲ့ဒီကလေးတွေသုံးလိုက်တယ်လို့ပြောတယ်အဲ့လိုပေါ့ဒါမဲ့ဒီနေ့ဖယားတခင်ရဲ့အလိုတော်ကဘာလဲဆိုလို့ရှိရင်ဖယားရဲ့ဘုန်းကိုမတိသေးတဲ့သူတွေဖယားကိုမရသေးတဲ့သူတွေသူတို့စီကိုဖယားရဲ့ဘုန်းကိုတိကျွမ်းတဲ့ပညာကိုမျှဝေဖို့အာမင်ယေရှုခရစ်တော်ကလက်ဝါးတတ်တဲ့မှာမိမိရဲ့အပြစ်တွေအသက်ဆက်ပြီးတည်ခံခဲ့တဲ့အပြစ်တရားကနေကျွန်တော်တို့ကိုရွေးနှုတ်ခဲ့တယ်ဆိုတဲ့အရာကိုတေခြင်းမဆုမကိုအောင်တော့ဖယားဖြစ်တယ်ဆိုတဲ့တတိကောင်းကိုကျွန်တော်တို့ကြားပြောဖို့အတွက်ဘုရားသခင်ကပြောရှိတယ်။ဒါနဲ့ကျွန်တော်တို့အဲ့ဒီကလေးကောင်းစီအောက်မှာတွားပြီးမဲ့လေကိုယ့်ရဲ့အသင်းတော်အသင်းသားတွေစီမှာပဲတွားနေတယ်။လွဲသွားတဲ့နေရာဖယားရဲ့အလိုတော်နဲ့လွဲတဲ့နေရာအဲ့တော့ကျွန်တော်စာသဆောင်ဖတ်ဘူးတဲ့နော်စာတစောင်ဖတ်ဘူးတဲ့အဲ့ဒီစာကြောင်းကအရန်ကောင်းလို့ကျွန်တော်နေရာတော်တော်များများမှာပြောပြဘူးတဲ့အဲ့ဒီစာထဲမှာပါရေးထားလဲဆိုဘာသာတရားကတဲ့ခတ်သိမ်းသောအရာကအနတ္တဖြစ်တယ်လို့ပြောတယ်ဘာသာတရားတွေကခတ်သိမ်းသောအရာတွေကအနတ္တဖြစ်တယ်တဲ့ဒါပေမဲ့ကျွန်တော်ကသူလေးရဲ့လက်ကိုမှမြင်းမြန်းဆွေးကင်ထားမိတာဖယားနဲ့ငါနဲ့လွဲတာအဲ့မှာပဲလို့ပြောတယ်နော်စာကလေဘာမှမဟုတ်လို့နဲ့တေချာစဉ်းစားရင်အရန်အတိပဲရှိတာအဲ့တော့ဘာသာတရားကခတ်သိမ်းတော့အရာကအနတ္တဖြစ်တယ်ဒီခန္ဓာတော်မှမတည်မြဲတဲ့အရာဖြစ်တယ်ခတ်သိမ်းတော့အရာကကျွန်တော်တို့တည်မြဲတော့အရာမဟုတ်ပါဘူးဘာသာတရားကပြောတာပဲဒါမဲ့ तू ကဘာသူ့ကိုယ်သူဘာပြောလဲငါကတဲ့သူလေးရဲ့လက်ပေါ်မှာမြင်းမြဲစက်ကထားမိတယ်ဖယားနဲ့ငါနဲ့လွဲတာအဲ့မှာပဲအဲ့တော့ဘာကိုပြောချင်တာလဲနော်သူလေးရဲ့လက်ဆိုတာသူလေးဆိုတာကဘယ်လိုမျိုးလူကလဲကိုချစ်တဲ့လူတွေကိုပြောတာဖြစ်တယ်ကိုချစ်တဲ့ကိုတန်ဖိုးထားတဲ့အရာတွေကိုပြောတာဖြစ်တယ်ဥပမာနင်းကကားထွင်စီဖြစ်တယ်ဆိုရင်နင်းအဲ့ဒီကားကိုပဲဆွေးလန်းနေတာကွာဟုတ်တယ်ဟုတ်ပင်တွေကနင်းရဲ့အိမ်ကြီးနင်းရဲ့နတ်ပြည်လိုမျိုးစောက်ထားတဲ့နင်းရဲ့နန်းတော်ကြီးကိုနင်းကအမြဲတမ်းအဲ့ဒီဟာကိုပဲမှတ်မောဆွေးလန်းနေတယ်ဆိုအဲ့ဒါကနင်းရဲ့သူလေးပဲအဲ့လိုပြောတာအဲ့တော့ဖယားသခင်ကအဲ့ခတ်တင်းတော့ຢာကမတည်မြဲတယ်ဒါမဲ့ငါကသူလေးရဲ့လက်ကိုမှမြင်းမြဲဆွေးထားမိတာလေဖယားကိုမဆွေးလန်းပြီးမှမဆွေးလန်းတဲ့အရာတွေကိုပဲကျွန်တော်တို့ကဆွေးလန်းတတ်တယ်ဖယားနဲ့ကျွန်တော်တို့လွဲတဲ့နေရာအဲ့မှာပဲလို့ပြောတယ်အခုလည်းအဲ့လိုပဲဖယားသခင်ကသူ့ရဲ့ဘုန်းကိုတည်ကျွမ်းခြင်းပညာကိုကဘာစိုးတဲ့တောင်မြည်ကြီးတပီမှာပြန့်သွားအောင်ဖယားသခင်အလိုတော်ရှိတယ်ကျွန်တော်တို့ကိုရွေးချယ်ခဲ့တာကအဲ့ဒါဒီမကောက်သူ့ရဲ့ကေတီချင်းစုကျေးဇူးတော်ကိုလူတိုင်းနားလေဖို့တဲ့ဘုရားအလိုတော်ရှိတယ်လူတိုင်းကြားနိုင်ဖို့တဲ့ဘုရားအလိုတော်ရှိတယ်ဒါမဲ့ကျွန်တော်တို့ကအဲ့လိုမျိုးမလုပ်ဘဲနဲ့အပင်းတော်ကြီးဖို့အပင်းတော်ခါနာဖို့မဟုတ်လားအပင်းတော်ကြီးမှာတကယ် decoration တွေလာဖို့အပင်းတော် heavy ကြီးတွေစောက်ဖို့နော်နောက်လာနောက်သားတွေအတင်းတို့တင်းသားတွေမင်္ဂလာဆောင်ကြမယ်ပွဲလုံးကြမယ်တာတာမီမီတွေမွေးကြမယ်ပြီးရင်အတင်းတော်ပွားလာမယ်ဒီချင်းနောက်တွေကဥတဲ့ဥကိုပဲစောင့်နေကြတာဒါမဲ့ဒီနေ့ဘုရားသခင်ကလို့မဟုတ်ဘူး
အာမင်အဲ့တော့ဖယားကကျွန်တော်တို့ပုံမှာထားတော့အလိုတော်ယူပါယူကိုကျွန်တော်တို့ကလက်လို့ရှုထားလို့မရဘူး။ဘာဖြစ်လို့လဲဆိုဖယားကကျွန်တော်တို့ကိုဘာကြောင့်ရွေးချယ်ခဲ့တယ်လဲ။ဘာကြောင့်ရွေးကောက်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့သဘောပေါက်ထားဖို့ဖြစ်တယ်။အာမင်။အဲ့တော့နောက်တစ်နေရာသွားမယ်။တမန်တော်တိလေးတမန်တော်တိလေးတမန်တော်ခန်းကြီးတိအငယ်လေးဘာဖြစ်လဲဒီလေးခါရအောင်အခန်းကြီးရှစ်ကိုပြန်ကြည့်ရအောင်အခန်းကြီးရှစ်ကိုပြန်ကြည့်ရအောင်ပြေးလားအငယ်တိကိုဖတ်ကြည့်ဟုတ်ပြီအဲ့တော့အဲ့ဒီမှာကဘာပြောသားလဲဆိုရင်တမန်တော်ခေတ်မှာတမန်တော်ခန်းကြီးရှိရောက်လာတဲ့အခါမှာတမန်တော်ဒီကျွန်တော်ယုံကြည်သူတွေခရိယန်တွေကိုညှင်းဆဲတယ်ဒီလားညှင်းဆဲတာဘယ်သူကညှင်းဆဲတယ်လို့ထင်လဲဟမ်ဘယ်သူကညှင်းဆဲတာလဲအဲ့ဒီခေတ်မှာဟမ်ဘယ်သူကဥဆောင်လဲဟမ်တယ်လို့ဘယ်သူကဥဆောင်လဲဆရာကြီးဥဆောင်တာဆရာကြီးဥဆောင်တာအဲ့တော့အဲ့ဒီချိန်မှာသူ့ရဲ့နာမည်ကမဟုတ်ဘူးဒီလားသူ့ရဲ့နာမည်ကမဟုတ်သေးဘူးဒီဟာကသူကြီးချင်းရသွားတဲ့ခါမှာမြင်တဲ့ဟာအစမှာကရှော့အဲ့လိုလားရှော့ဟုတ်လားရှော့အဲ့ဒီချိန်မှာကသူကဥဆောင်ပြီးမှတမန်တော်ကြီးနဲ့စုယုံပြီးမှဝုပြုစုတောင်းကြတဲ့ယုံကြည်သူတွေကိုငြိမ်းဆဲတဲ့တပ်ဖြတ်တဲ့သူတို့ရဲ့သားသမီးတွေကိုဘာလို့လဲပူတွေထုတ်တယ်ကလေးစားတွေထုတ်တယ်အမျိုးမျိုးသူတို့ကဘာလို့လဲနှိမ့်ဆက်တယ်နော်ဒီဖယားကိုဒီလိုမျိုးမလုပ်လာအောင်ဒီလိုမျိုးမကိုးကွယ်လာအောင်ညီးဆဲတယ်အဲ့ဒါကဘယ်သူတွေကညီးဆဲလဲဆိုလို့ရှိရင်ခရိယန်တွေပဲညီးဆဲတာကျမ်းတက်ဆိုတာဘယ်သူတွေလဲပါရီရှေးတွေဇူတူပြေးတွေအဲ့လိုမျိုးလူတွေကပဲညီးဆဲတာဟုတ်ပြီလားအားကြောင့်မို့ဒီနေ့ခေတ်ကျွန်တော်တို့နော်ယုံကြည်သူတွေကိုညှင်းဆဲလာတဲ့ခံပါလဲနော်တက်ခိုက်လာတဲ့ခံပါလဲဒီလူတွေကပဲဘာသာရေးတွေကပဲပြန်ပြီးမှဖိနှိပ်လာတာဖြစ်တယ်ဘာသာရေးကိုအခြေခံပြီးမှပဲဖိနှိပ်လာတာဖြစ်တယ်အဲ့တော့အဲ့ဒီခေတ်တုန်းကလည်းဒီလူတွေကဒီလူတွေကိုညှင်းဆဲတဲ့ယုံကြည်သူတွေကိုဒါမဲ့သူစမ်းတာတခုကယုံကြည်သူတွေကအကုန်လုံးတကွဲတဲ့ပြားရောက်ကုန်တယ်ယုံကြည်သူတွေလေတကွဲတဲ့ပြားရောက်ကုန်တယ်ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကအမှုဖို့ကောင်းတကွဲတဲ့ပြားရောက်သွားပြီမဲ့ခရိယန်တွေကလေသူတို့ရောက်တဲ့နေရာမှာသူတို့ဖယားရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုတက်တေခံတယ်သူတို့ရောက်သွားတဲ့နေရာမှာသူတို့ဟောပြောတယ်သူတို့ရောက်သွားတဲ့နေရာမှာသူတို့ယေရှုရဲ့အကြောင်းကိုပြောတယ်နော်သူတို့ရှိတဲ့နေရာမှာသူတို့ဘာလုပ်လဲသူတို့နဲ့တွေ့တဲ့လူတွေကိုဘာလုပ်လဲ
ယေရှုကြောင့်ပြောပြတယ်အဲ့ဒီမှာအိုးဖေရအမှုတိကိုပြုတဲ့ဘုရားကတို့ရဲ့နှုတ်ကပတ်တော်ကိုပူပြီးမှဗာဖြစ်တယ်ခြေပြန့်စေတယ်ပူပြီးမှအားကောင်းလာတယ်ပူပြီးမှစုယုံလာဟိုမှာတဆုဒီမှာတဆုအဖွဲတွေမများလာဘူးလားများလာတယ်အခုကျွန်တော်တို့မြန်မာပြည်မှာစစ်ပွဲဖြစ်တယ်အရင်တုန်းကတော့တနေရာထဲမှာနေတာသူ့အနေနဲ့သူသွားနေတာစစ်ပွဲလေးဖြစ်သွားရောမပြန့်သွားဘူးလားပြန့်သွားတာမြန်မာပြည်အနှံ့ရောက်သွားတာနော်နေရာတကာမှာစစ်ဘေးရှောင်ရောက်သွားကုန်တာပြီးရင်အဲ့ဒီလူတွေကဘာလဲရောက်တဲ့နေရာမှာသူတို့ကပုံသက်တွေဖြစ်တာမဖြစ်တဲ့လူလည်းရှိပါတယ်ဒါနဲ့ဖြစ်တဲ့လူလည်းဖြစ်နေတာအဲ့လိုဖြစ်နေတဲ့အချိန်မှာသူတို့နဲ့ဆက်ဆံတော့လူတွေကဘာဖြစ်လာလဲစိတ်ဝင်စားမှုရှိလာတော့သူတို့ကဘာလို့လဲဟယ်လိုဆရာဒီမှာကျွန်တော်တို့နားမှာရှိတဲ့ကျွန်တော်တို့ရဲ့အတိအခုမှမိတ်ဆွေအတိတယောက်ရှိတဲ့သူကစိတ်ဝင်စားလို့ဆရာအစဉ်ပြင်မယ်ဆိုရင်လာပြီးမှကျန်းစာနည်းနည်းတင်ပေးလေဖုန်းဆက်လာတာကျွန်တော်ကလည်းရတယ်လာခဲ့မယ်ဘာမှမဖြစ်ဘူးဝေးဆန်ကယ်နဲ့မြောက်ပိုင်းကနေတောင်ပိုင်းရောက်လိုက်တောင်ပိုင်းကနေနောက်ပိုင်းရောက်လိုက်နဲ့မြန်မာပြည်မှာနေတာပြီးရင်ရောက်တယ်မှာကျန်းစာတင်ပေးလင်းလာတင်ပေးသူတို့နဲ့ဆွေးနွေးပေးလုပ်ပေးတာကိုယ့်ရဲ့ယုံကြည်သူကိုလည်းပြန်ပြီးမှတိဆောက်ပေးရလေရောက်တယ်အသစ်တွေကိုလည်းပြန်ပြီးတော့ဟောပြောတယ်အဲ့လိုကလေးလုပ်တယ်သူတို့သဘောပေါက်လာတယ်နားလေလာတယ်သူတို့နဲ့ပြင်မှာနီးစပ်တဲ့အတင်းတော်မှာပြန်ပြီးမှချိတ်ပေးခဲ့တယ်ကြည့်အဲ့တော့တမန်တော်ခေတ်တုန်းကယုံကြည်သူတွေလည်းထုံနည်းတူ၎င်းပဲပြန်တော့အဲကြောင့်မို့တခါတလေမှာကျွန်တော်တို့ကအတင်းတော်ပွဲတော်လို့ရှိရင်ဝမ်းမနေနဲ့ဒီလားတချို့တော့အရာတွေကအတင်းတော်ပွဲပြေးသွားတာလည်းကောင်းတယ်အတင်းတော်ပျောက်သွားတာလည်းကောင်းတယ်အတင်းတော်နှမျိုးရှိတယ်ဘာရမအတင်းတော်ကဒီလိုမျိုးဥပြုဆောင်ကြီးနဲ့စုယုံပြီးမှတမျိုးလုံးတင်နေရတဲ့စုတောင်းတာအဲ့ဒီဟာအတင်းတော်တစ်ခုဒုတိယအတင်းတော်ကဘာလဲဆိုရင်အိမ်မိသားစုတိုင်းမိသားစုမှာနော်ဖုံးဆဲအဲ့တော့အခုတနည်းအားဖြင့်ဘယ်လိုပြောလာလဲဆို home church လို့ပြောတယ်နော်အိမ်တွေအတင်းတော်လို့ခေါ်တယ်အိမ်တွေအတင်းတော်အဲ့ဒါကြတော့မိသားစုနှစ်စုသုံးစုစုတယ်တပတ်တစ်ခါမှဝုပြုကြတယ်နော်ပတ်တိုင်းကျွန်တော်အဲ့ဒီချိန်ရောက်ရင်အဲ့ဒီမိသားစုအိမ်မှာစုတယ်နောက်တစ်ခါဟိုဘက်မိသားစုမှာစုတယ်နောက်တစ်ခါဟိုဘက်မိသားစုမှာစုတယ်နော်အဲ့လိုမျိုးလုပ်ပြီးမှအိမ်တွေအတင်းတော်အနေနဲ့ကျွန်တော်တို့ဆက်ပြီးမှလှုပ်ရှားလာတာကကောင်းတဲ့လက္ခဏာအရင်ကအတင်းတော်ရှိတော့အဲ့ဒီအတင်းတော်ပဲချစ်တဲ့ကြတယ်တမျိုးလုံးလည်းအဲ့မှာပဲသွားဒါမဲ့အတင်းတော်ကွဲလာအတင်းတော်လည်းများလာအဲ့ဒါကိုပြောတာအဲ့တော့ဖယားတခင်ကသူ့ရဲ့ယူပါယူကဘာလဲဆိုရင်သူ့ရဲ့ဘုံကိုတိကျွမ်းသောပညာနောက်တစ်ခုကသူ့ရဲ့ကေတီချင်းအဝိကလိကျေးဇူးတော်တရားကိုညီကြီးမှာမဖြစ်ဖို့လဲပြည့်သွားဖို့ဖြစ်တယ်အဲ့လိုညီကြီးကိုပြည့်သွားဖို့လို့ပြောတဲ့အခါမှာကျွန်တော်တို့ကအဝိကလိပိုင်းမှာအားမဆိုင်ဘူးဆိုအဲ့ဒီအတင်းတော်ကွဲပြဲလာမှာပဲဘာဖြစ်လို့လဲဆိုရင်အဲ့လိုကွဲလိုက်မှနေရာတကာရောက်သွားရင်အဝိကလိဖြစ်တယ်လေအဲ့တော့ဘာသာရေးသမားတွေကအတင်းတော်ကွဲလာလို့များလာလို့ရှိရင်ဘာဖြစ်လာလဲမျက်စောင်းထိုးလာတာဟိုအတင်းတော်ကအဲ့လိုဘုဖေကအဖွဲ့တွေကဒီလိုဆိုအတင်းတွေတုတ်လာတာတစ်ခုနဲ့တစ်ခုဘာဖြစ်လာလဲ short ဖြစ်လာတယ်တစ်ခုနဲ့တစ်ခုဒါနဲ့ဖယားသခင်ရဲ့ရှေ့တော်မှောက်မှာကအဲ့ဒါကောင်းတယ်အဲ့ဒါလေးကောင်းတယ်ဘာဖြစ်လို့လဲဆိုယေရှုခရစ်တော်ကဤလောကကိုကြွလာတာကမိတို့ကိုကွဲပြဲဖို့အတွက်ရောက်လာတယ်လို့ပြောတယ်တနည်းအားဖြင့်ဓာတ်ကိုရွေဖို့ရောက်လာတယ်ခွဲဖို့ရောက်လာတယ်နော်ဒါနဲ့ဖြစ်စည်းဖို့လားမတူဘူးနော်ကွဲဖို့ရောက်လာတာနဲ့ဖြစ်စည်းဖို့ရောက်လာတာနဲ့မတူဘူးနော်ဖြစ်စည်းဖို့ရောက်လာတာဘာလို့လဲစာတန်ကွဲဖို့ရောက်လာတာယေရှုအဲ့တော့ကျွန်တော်ကငင်လေးနေဘူးမဟုတ်ဘူးယုံကြည်သူဆိုတာကဘုရားသားသမီးဆိုတာငင်လေးနေဘူးမဟုတ်ကျွန်တော်တို့ကအသက်ရှင်တော်သူတွေဖြစ်တယ်အားကြောင့်ကျွန်တော်အနေနဲ့လှုပ်စီးလုပ်နေရမယ်အမြဲတမ်းလှုပ်စီးငင်မနေရအောင်ခုရောက်တဲ့ညမှာပွက်ဘုရားကောင်းတဲ့အကြောင်းတက်ခံရမယ်ခု
ကိုနေဆက်ဆံတော့လူတွေရှေ့မှာကိုကကိုဖျားကောင်းတဲ့အကြောင်းပြောရမယ်ကိုရောက်တဲ့နေရာမှာကိုနဲ့တွေ့တဲ့သူတွေကိုကျွန်တော်တို့ကယေရှုကိုမြည်ဆန်းဖို့တိုက်တွန်းရမယ်အားပေးရမယ်ခွန်အားပေးရမယ်အာမင်အာမင်အဲ့ဒါမှကျွန်တော်တို့ရဲ့ဘုရားသခင်ရဲ့အလိုတော်ကကျွန်တော်တို့ကိုရွေးချယ်ရခြင်းရဲ့ဘုရားသခင်ရဲ့ယူပါယောကကျွန်တော်တို့ပုံမှာစုံနေမှာဖြစ်တယ်အာမင်အဲ့တော့တမန်တော်၄အငယ်၁ကနေ၄အထိဖတ်ရအောင်တမန်တော်ခန်းကြီး၄အငယ်၁ကနေ၄အထိဖတ်ရအောင်တို့သာတော်တို့ဒီလူများတို့အားဟောပြောစီပြီးဝိညာဉ်တော်မူပါသာယေဘုယျတို့နှင့်ဆက်ဆံများတို့ဒီပါကြသည်မန္တတော်တို့ဒီလူများတို့အားဆုံးမဟောရသည်ယေရှုကိုအကြောင်းပြုတဲ့သေရှင်သာဆောင်ရှောက်တဲ့ဘုရားတော်ကြောင့်ဘုရားကြောင့်ဘုရားတော်ကယေရှုရဲ့မာနောတို့ကိုအန်စီပြီးမှာရစေဖြစ်တော်ကြောင့်လက်ပဲလေးသာရအောင်ဒီကောင်းကင်၌ချုပ်ထားကြ၏ဘုရားမှာတော်သူများတို့သည်ယုံကြည်ခြင်းတို့ကြောင့်ဒီသက်အားဖြင့်အားပါကြတော့ရှိကြ၏အဲ့မှာကျတော့တမန်တော်တွေကစုယုံပြီးမှဝုပြုစည်းဝေးလုပ်ကြတယ်အဲ့ဒီကလေးတရားတွေဟောကြတယ်ချီးမွမ်းကြတယ်ဆုတောင်းကြတယ်ယုံကြည်ခြင်းနဲ့အဲ့လိုလုပ်တဲ့အခါမှာသူတို့ကိုဘာလို့လဲဟန်းသွားတယ်လို့ပြောတယ်တမန်တော်တွေဘာလို့ခံရလဲဖမ်းခံလိုက်ရတယ်ဒါမဲ့သူတို့သာဖမ်းခံသွားတာဟိုမှာဘယ်တော့ပြောင်းလဲလဲ9000အဲ့တော့ဖျားပြုတ်တော့အမှုကတည်ရကောင်းချင်းစိုးချင်းပေါ်မှာမမူတည်ဘူးဆိုတာအဲ့ဒါကိုပြောတာတင်းကထောင်သားဖြစ်သွားတာတင်း9မိနစ်လောက်ခေါ်လိုက်တာလူ9000ပြောင်းလဲခဲ့တာအဲ့တော့ဒီတမန်တော်တေပြောပြီလေတေပြောပြီသူတယောက်ပြောက်သွားလို့ဘာမှမဖြစ်ဘူးဟိုမှာ9000ကျန်သေးတယ်အာမင်အာမင်ဘုရားနာမဘုန်းကြီးပါစေဘုရားသူ့ရဲ့ဘုန်းကိုတည်သွားတဲ့ပညာကိုမြည်ချင်းတစ်ပြင်လုံးမှာပြည့်စုံမယ်ဆိုတာအဲ့ဒါကိုပြောတာတမန်တော်ဖမ်းသွားတယ်9000ပြောင်းလဲသွားတယ်အဲ့ဒီ9000ကသူတို့စီယာကိုဖမ်းသွားပြီဆိုတော့ကွဲပြေးပြီးပြေးကြတာတယောက်တနေရာပြီးတော့မပြန်လာရေးတော့ရောက်တဲ့နေရာမှာတို့ဆူတောင်းပြီးမှနေတယ်ပြီးရင်သူတို့နဲ့ဆက်ဆံလာတဲ့လူတွေကိုသူတို့ပြန်တဲ့အခါဘာလို့လဲဘုရားကောင်းမြတ်တဲ့အကြောင်းပြောတယ်ဒီဘုရားတကယ်ကောင်းမြတ်တယ်ဒီဘုရားတကယ်အသက်ရှင်တယ်ဒီဘုရားတကယ်မဆတယ်ဒီချိန်တို့ကငါရဲ့စိတ်နှလုံးကအိတ်ချမ်းမှုမရှိခဲ့ဘူးဒီဘုရားနဲ့တွေ့တော့ငါစိတ်နှလုံးကြီးအေးချမ်းပြီးကျွန်တော်အလိုလိုဝမ်းမြောက်နေတယ်မစ်စေမေဘူးလေငါအဲ့လိုခံစားချက်မျိုးရစေချင်တယ်လောကရဲ့အပူပင်ဒုက္ခနဲ့လွတ်မြောက်ပြီးတော့ဒီဘုရားကိုလက်ခံခြင်းအဖြစ်လွတ်မြောက်ခြင်းကိုပူလောင်ခြင်းကနေနော်မိထွေးတဲ့အမေတ္တာကိုမိတို့ကိုခံစားခြင်းတယ်လို့သူကဘာပြောလဲပြောလိုက်တဲ့အခါမှာဟုတ်ဖေးကကြားတော်လူတွေကလည်းပြောင်းလဲလာအဲ့ကြောင့်ပြောတာအဲ့တော့တမန်တော်ကဖမ်းခံလိုက်ရဘုမ9000ပြောင်းလဲတာဒီတမန်တော်တေပြောပြီလေကျွန်တော်တို့ကအဲ့လိုမျိုးထားရမှာအမှုတော်မြတ်မှာအယိုးကြည်အယေခန်းဖယားသခင်အလိုတော်ရှစ်လို့တည်ရမယ်ဆိုရင်လည်း ready ပဲဖယားသခင်အလိုတော်ရှစ်လို့ငှက်ရမယ်ဆိုရင်လည်း ready ပဲတည်ရင်လည်းဖယားဘုံရှင်ရင်လည်းဖယားဘုံငှက်ရင်လည်းဖယားဘုံအဲ့တော့ကျွန်တော်ကအဲ့လိုမျိုးနဲ့အသက်ရှင်သွားရမယ်အဆုံးထိတိုင်အောင်တည်ကြည်ရမယ်အဲ့ဒီဆုံးဖြတ်ချက်ကအဆုံးထိတိုင်အောင်ခံမရမယ်အဲ့ဒါမှကျွန်တော်ရဲ့အဖေကနေဖယားကအလုပ်လုပ်လာတဲ့အခါမှာသူ့ရဲ့ဘုံကိုတည်ကျွမ်းတဲ့ပညာကိုကျွန်တော်စီကနေပြန်ပြီးမှထင်ရှားလာမှာဖြစ်တယ်အာမင်အဲ့တော့နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုရှိသေးတယ်အခုကိအဲ့ဝကလေးအခုကိခရိယန်တွေကလေသူတို့ရဲ့ဆရာထောင်ကျသွားပြီဖမ်းခံလိုက်ရပြီဒါမှမဟုတ်တခုခုဖြစ်သွားပြီဆိုလို့ရှိရင်ဗာလဲတခြားဆရာလာရင်လား
တခြားဆရာမလက်တခြားဆရာကိုလက်ခံမလက်ခံရင်တခြားအသင်းတော်ကိုဝင်သွားတယ်နောက်ပြီးတချို့သောယူကြည်သူတွေကရှိသေးတယ်ဒီအသင်းတော်သွားလိုက်ဟိုအသင်းတော်သွားလိုက်ဒီအသင်းတော်မှာဖျားကြောင်းတက်လိုက်အဲ့ဒီမှာကိုနဲ့နည်းနည်းမတိဖြစ်သွားပြီဆိုဟိုဘက်အသင်းတော်ပြောင်းသွားလိုက်ပြီးရင်အဲ့နားမှာသူနဲ့မတည့်ပြန်ဘူးမင်းနဲ့ကြောမတည့်ပြန်ဘူးဟိုဘက်ပြန်ပြောင်းသွားလိုက်ပြီးရင်အဲ့မှာပတ်စတာမိမနဲ့တခါစကားလေးများပွားစီဖြစ်ပြီးရင်တခါဟိုဘက်ပြန်ပြောင်းသွားလိုက်အဲ့လိုနဲ့ပဲအသင်းတော်ပြောင်းပဲဒုက္ခတဲ့နော်ယုံကြည်သူဒုက္ခတဲ့အသင်းတော်ရဲ့ဒုက္ခတွေလည်းရှိပြန်ရောအဲ့တော့ဖယားသခင်ကဒီနေ့ကျွန်တော်တို့ကအသင်းတော်ကိုမိကိုခိုင်းတာမဟုတ်ဘဲနဲ့ဖယားကိုမိကိုခိုင်းတာဖြစ်တယ်အာမင်အသင်းတော်ပေါ်မှာယက်တည်နေတာမဟုတ်ဘဲနဲ့ဖယားနဲ့ယက်တည်တော်သူဖြစ်ဖို့လိုတယ်နှုတ်ကပတ်တော်မှာဖယားရဲ့ဂတိတော်ကိုမြဲမြဲဆွဲကံပြီးတော့ကျွန်တော်ရဲ့ဘဝမှာပါလဲရှင်တည်ဖြစ်စေတည်ဒီဖြစ်စေနော်သမင်းငါဒီဖြစ်စေဖယားဒီဖယားရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုကျွန်တော်ကအစဉ်အမြဲကျေးဇူးတော်ချီးမွမ်းပြီးမှဝန်ခံသွားဖို့ဖြစ်တယ်အာမင်အဲ့တော့နောက်တစ်ခုတမန်တော်စနေအငယ်19ဝေရုံမင်းကြီးဝေဒရုကိုရှာ၍ကောင်းဆောင်တော်သူတို့ကိုတော်မှာဘာနဲ့ကြောင်းစီအဲ့လိုမြင်ရပါပြီတဲ့ ပေတရုကိုရှာမတွေ့သည်ရှိတော့ဆောင်းချတော်သူတို့ကိုစင်းကြောပြီးမှတည့်ရဲ့အကြောင်းစီလေအဲ့လိုမိကအဲ့ဒီချိန်မှာပေတရုကိုလာရှာတာပေတရုကိုဖမ်းမလို့ဒီကောင်တရားအရန်ခိုးတယ်ပေါ့တရားအရန်ခိုးတယ်ပေါ့ဒီကောင်အဲ့တော့ဒီကောင်ကိုနှုတ်ပိတ်မှရမယ်ပေါ့မဟုတ်ရင်ငါတို့သာသနာပြည့်လိမ့်မယ်ပေါ့အဲ့တော့ပြောတာလူတွေကလေငါတို့ဘာသာငါတို့သာသနာငါတို့ကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့အသက်ရှင်နေလို့ရှိရင်ဘလို့မှအစင်မပြေဘူးဒီလားလူကောင်မှမဆန့်နိုင်ဘူးအဲ့ဒီဟာကဘလို့မှအစင်မပြေဘူးအတ္တတမဖြစ်တယ်အဲ့တော့ကျွန်တော်ဗာလဲဇာတ်တကားမှာကြည့်ဘူးတဲ့ငါဒူးမိမြရဲ့ငါဒူးကကြည့်ဘူးလားဟမ်နမူနာကြည့်ဘူးလားနင်းနာလိုက်တာဆုံးလိုက်တာသနာလိုက်တာအဲ့တော့နာမည်ကြီးနေတဲ့ဇာတ်ကားကိုကြုံညာပဲကြည့်ဘူးလေတဲ့ဩသနာလိုက်တာဒီတပတ်ကျွန်တော်ရုပ်ရှင်ပြနေမှာအဲ့ဒီငါဒူးကပြကြလားအစအဆုံးရည်နေရတာပညာလေးရတယ်နော်အသိပညာလေးဖြစ်တယ်ပညာပေးလေးဖြစ်တယ်အာတလေးဖြစ်တယ်ရည်လေးရည်ရတယ်နော်ကြုံညာလိုက်ပြီခဏဒီခွက်လေးလေနော်ငါဒူးငါဒူးဇက်ကားရဲ့ခေါင်းစီကငါဒူးပဲဟုတ်နေတယ်မိသားရဲ့နာမည်ကငါဒူးဟမ်ငါဒူးတဲ့ငါဒူးဒါပေမဲ့သူတချင်ငါဒူးဆိုတာကိုကြီးမှမြည်တယ်အဲ့ဒီဇက်ကားမှာနော်မိသမီးရဲ့အဖေပြောသွားတဲ့စကားတစ်လုံးကျွန်တော်သူချင်စီတဲတဲဆွဆွမှတ်ထားတယ်အဲ့ဒါကဘာလဲဆိုလူဆိုတာတဲ့အုံနောက်နဲ့ပဲဆုံးဖြတ်ပြီးလုပ်တဲ့သူကအတ္တသမားတဲ့လူဆိုတာလေအဲ့ဒီမိမြတ်ကိုကြည့်ပြီးတော့သူပြောလိုက်တဲ့စကားလူဆိုတာအုံနောက်ကိုပဲအခြေခံပြီးဆုံးဖြတ်တတ်တဲ့လူကအတ္တသမားလူဆိုတာနှလုံးသားကိုပဲအခြေခံပြီးမှဆုံးဖြတ်တဲ့လူကငနုနအားတဲ့အားကြောင့်မို့လူမှန်ဦးနောက်နဲ့နှလုံးနဲ့ချင့်ချေပြီးမှချိန်တွေ့ပြီးဆန်းစစ်ပြီးဆုံးဖြတ်ရတယ်တဲ့အဲ့ဒါလူသားလို့ခေါ်တယ်။နိုင်တော့သူစကလုံးတော့အဲ့ဒီထဲမှာအများကြီးရှိသေးတယ်ဒါမဲ့ကျွန်တော်အဲ့ဒီစကစုလေးကိုအကျက်ဆုံးပြတယ်။ဇကာတကအဲ့ဒီဇကာကြည့်ရတဲ့ရဲ့အဲ့ဒီစကစုလေးရတော့ကျွန်တော်အရန်ဝါရတယ်။ဝိညာဉ်ရေးရမှာလည်းတကယ်လမ်းဆန်းလို့လာအဲ့ဒီစကားကြားအဲ့တော့ဘာဖြစ်လို့လဲဆိုရင်တစ်ချိန်ကကျွန်တော်ကအမြဲတမ်းခေါင်းနဲ့ပဲသွားတယ်ခေါင်းနဲ့ပဲသွားတာ
နှလုံးသားပါလာတဲ့ခါမှာဘာဖြစ်လာလဲသူများကိုစာနာတတ်လာတယ်နားလေပေးတတ်လာတယ်နော်ကိုကိုနှိမ့်သိမ့်တတ်လာတယ်နှလုံးသားပါလာတဲ့ခါမှာဒါမဲ့အဲ့ဒီအချိန်မှာလေကျွန်တော်ကလူတိုင်းကကျွန်တော်ကိုတိတ်ပြီးမှပေါ့ဘူးတိတ်ပြီးမှလူရမတိုးသေးဘူးဒါမဲ့အဲ့လိုနဲ့ပဲတွိုင်းနဲ့နှုတ်ကပတ်တော်ကတဖြည်းနဲ့ကျွန်တော်ကိုတိုးတင်လာတဲ့ခါမှာတနည်းတိုင်းဘေးနေရာမှာဖြစ်ဦးစီးဦးဆောင်နိုင်တဲ့အရေးချင်းထွက်လာတယ်အဲ့ဒီနှလုံးသားခေါင်းနဲ့ပဲသွားတဲ့ကာလမှာကျွန်တော်လေအရန်ကိုဟုတ်ခဲ့ပြီလို့ထင်တော့ငါလည်းပဲတကယ်တော့အဲ့ဒီချိန်မှာကျွန်တော်ကလုံးဝလူတွေရဲ့မျက်နှာသာပေးခြင်းကိုမခံစားခဲ့ရဘူးနောက်ပိုင်းမှာကျွန်တော်ကနှလုံးသားနဲ့ပဲသွားပြီးအသက်ရှင်တဲ့ခါကျတော့လေလူတွေကကျွန်တော်ကိုချစ်ကြတယ်ခင်ကြတယ်ဒါပေမဲ့လည်းသိပြီးမှအသုံးမပြုကြဘူးနောက်ပိုင်းနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တဖြည်းနဲ့တုံ့ပြန်လာတယ်တဖြည်းနဲ့နားလေလာတဲ့ခါကျတော့ဘယ်မှာပဲရောက်ဦးစီးဦးဆောင်နိုင်တဲ့နေရာမှာကျွန်တော်ကိုဘုရားချင်းရောက်လာအဲ့ဒါကိုပြောတာအဲ့ဒါကိုဘုရားလူရဲ့စိတ်ကိုလူကမနိုင်ဘူးလူရဲ့စိတ်ကိုနိုင်တော့သူကဘုရားတာဖြစ်တယ်လို့ပြောတာလူရဲ့စိတ်ကိုလူကနိုင်လားမနိုင်ဘူးကိုယ်စိတ်ကိုတော့မှမနိုင်ဘူးဟိုတနေ့ကကျွန်တော်ကိုဦးကလည်းလိုပဲသူ့စိတ်သူမနိုင်လို့သူဒုက္ခရောက်သွားထွက်ပြေးသွားနှစ်သွားပြီတကောင်အဲ့တော့သူများစိတ်ကိုနိုင်ဖို့မပြောနဲ့ကိုယ်စိတ်ကိုတော့နိုင်လားမနိုင်ဘူးကိုယ်သူကိုတော့မှမယုံရတဲ့ဖြစ်မှာဒါပေမဲ့လူရဲ့စိတ်ကိုနိုင်တာကဖယားဖြစ်တယ်အာမင်ဘုရားနာမဘုန်းကြီးပါစေအာမင်အဲဒါမို့ကျွန်တော်ရဲ့နှလုံးသားကိုဘုရားသခင်တောင်းတယ်ဆိုတာအဲ့ဒါသူပိုင်တဲ့အရာသူနိုင်တဲ့ကာဏသဘောပေါက်လားမသိဘူးအဲကြောင့်လူတွေကအုံနောက်ကိုပဲအခြေခံပြီးမှသွားတဲ့လူတွေကအတ္တသမားနှလုံးသားကိုပဲအခြေခံပြီးသွားတဲ့လူကလူအုံနောက်နဲ့နှလုံးနဲ့ချိန်ချေပြီးမှသုံးတက်ပြီးမှနော်ချိန်တွေ့ပြီးဆုံးဖြတ်တတ်တဲ့လူတွေကလူသားအဲ့ဒါလူသားအာမင်အာမင်အေးဒါလို့ဆိုနားလေသဘောပေါက်မယ်နော်အဲကြောင့်မို့ဘုရားသခင်ရဲ့နောက်ကိုလိုက်တော့ခါမှာအမှုတော်မြတ်မှာစက်ကတည်းဖြစ်နော်ဘယ်မှာမဆိုကျွန်တော်တို့အစေခံခြင်းဘယ်လိုပဲလုပ်လို့ကျွန်တော်ရဲ့အသက်တာမှာနော်ဘုရားသခင်ဘုန်းထင်ရှားဖို့ကျွန်တော်တို့ရဲ့ယူပါယူကဘယ်နေရာမှာထားလဲဆိုရင်ဘုရားရဲ့ဘုန်းကိုမြည်ကြီးတဲ့ပြင်လုံးမှာတိကျွမ်းခြင်းပညာကိုပြန့်သွားဖို့ပဲနောက်ပြီးတော့ယေရှုခရစ်တော်ရဲ့ကေတီချင်းကျေးဇူးတော်ကိုမြည်ကြီးတဲ့ပြင်လုံးမှာကြားသွားဖို့ပဲအဲ့ဒါကျွန်တော်တို့ကိုဘုရားသခင်ထားတော်ယူပါယူဖြစ်တယ်အာမင်အာမင်အဲ့တော့လောကမှာနေတဲ့ခါမှာဖြစ်ခဲမရှိဘူးလားရှိပါတယ်လောကမှာနေတဲ့ခါမှာကျွန်တော်အရန်ပျော်နေကြလားပျော်ပါဘူးကျွန်တော်ဖြတ်တန်းတဲ့နေ့ရက်ဆရာတက်တာကပျော်စရာကောင်းလားမကောင်းတော့စားချင်တာမစားရသွားချင်တာမသွားရလိုတာမရနော်ရတာမလိုပြန်နော်နေချင်တဲ့နေရာကမနေရနော်အိတ်ချင်တာကစူပါမှုရနဲ့အိတ်နေရတာပလတ်စတစ်ဖြာနဲ့အဲ့ဒါတော့အပေါက်တွေနဲ့အဲ့ချင်တာပါလေစူပါမှုရစပယ်ရှယ်ညေးပြုတ်ပြောင်းနေတဲ့နော်အခုဆိုကိုဆိုပါလေစီဒီကိုမှုရတော့ပေါ်လာသေးတယ်ရေလိုင်းလိုပဲဝင်အိတ်လိုက်လို့ရှိရင်လူကတဝက်လောက်ဝင်သွားတာလုံးဝနော်မြေကြီးပေါ်မှာထိပါအိတ်မအိတ်တို့လိုပဲဂဒီနဲ့မထိတို့လိုပဲလေပေါ်မှာအိတ်နေတို့လိုပဲခံစားရအောင်လုပ်ထားတယ်မှုရတယ်ရှယ်ပဲနော်ကိုအိတ်ချင်တာကစူပါမှုရကောင်းကောင်းလေးအိတ်ချင်တာဒါမဲ့ကိုအိတ်နေရတာပလတ်စတစ်ဖြာဒါတော့မှအပေါက်နေနဲ့နော်ကိုဝှချင်တာကတကယ်နော်စပယ်ရှယ်တိုက်ပုံနဲ့ပါနဲ့နော်ဒါမဟုတ်လေဘုတ်နဲ့ပါနဲ့ရှယ်လန်ထွက်နေအောင်ဝှချင်တာဒါမဲ့တော့လို့စေဝှနေတာကိုစိုးတော်မှမလန်းနိုင်ဘူးနော်အဲ့တော့လောကမှာသိရှင်ရင်ကျွန်တော်တို့နားလေထားဖို့ရတယ်ကိုကကျွန်တော်တို့ကပန်းကင်းလန်းနေရှောက်နေရမှာမဟုတ်လောကမှာသိရှင်လူတိုင်းပဲကိုတယောက်တည်းမဟုတ်ဘူးမိတို့ကိုဆိုပဲသူ
သူ့ရဲ့ level နဲ့သူ့ဟာနဲ့သူသွားနေတာဘယ်သူမှပန်းခင်းလမ်းမရှောင်နိုင်ဘူးစိုးခင်းလမ်းနေပဲရှောင်နေတာဖြစ်တယ်ဒါပေမဲ့ဒီကတာဖယားသခင်ရဲ့ဖယားသခင်ကဒီပေါ်မှာထားတဲ့ယူပါယူကိုကျွန်တော်တို့ကကောင်းကောင်းစေကံပြီးတော့ဖယားနဲ့တသားလေးသွားနိုင်မယ်ဆိုစိုးခင်းလမ်းလေးမမှုပါဘူးမှုเสียမလို့ဘူးစုခင်းလမ်းကိုကျွန်တော်တို့ကသွားနေရတယ်ဒါပေမဲ့စူးတန်ကိုကျွန်တော်တို့ခံစားမှမသိရဘူးစူးထဲမှာကျွန်တော်တို့မသွားနိုင်ဘူးလားဒါပေမဲ့အဲ့ဒီစူးရဲ့တန်ကိုကျွန်တော်တို့ခံစားမှမသိရဘူးဝမ်းမြောက်စွာနဲ့ပျော်ရွှင်စွာနဲ့ကျေးဇူးတော်ချီးမွမ်းပြီးမှအရာရာကိုကြော်ဖြတ်နိုင်ရတော့အဖေဖရားကခွန်အားလေးပေးလို့ဉာဏ်ပညာလေးပေးတယ်နော်အာမင်အာမင်အရောက်ချစ်ချစ်တဲ့ဖရားကောင်းချီးပေးပါစေအာမင်တယောက်ဆုတောင်းပေးပါဦး